ချိန်မှလေးတဲ့ပင်စားတာဝရိန်တန်တန်တဝင်းကပစ္စသိင်္ဂချမ်းမနဲ့ဆောင်တဲ့ပြန်တန်တိခချင်းခါဟာပြူပြူရေးကြကိန်းရီကိန်းရာဖြောတဲ့ဟမ်းမြမြိုင်ဆိုင်ဝေးဆိုင်ညကကြိုးချွေနေဥဒကူလာချေSiwaka